ဘာနာမည်အကျော်ထွန်းလို့ခေါ်ပါတယ်ညီမဒီ NSMS မှာကြတော့ဒီ EDOA ဆိုပြီးတော့ Admin Event Diploma ဆိုပြီးတော့တတ်ထားတယ်နောက်တစ်ခုကကြတော့ HRBP ဆိုပြီးတော့ညီမသင်တန်းတစ်ခုတတ်ထားပါတယ်ရှင်ညီမကြတော့ဒီထွန်းနေဝင်သစ္စာကုမ္ပဏီမှာ HR Admin Manager လုပ်လာတာပေါ့နော်လုပ်လာတဲ့အခါကျတော့ဒီ Admin နဲ့ပတ်သက်တဲ့သင်တန်းတွေနောက်ပြီးတော့ HR နဲ့ပတ်သက်တဲ့သင်တန်းတွေတက်ခဲ့တဲ့အခါကျတော့ဒီ CR တွေသင်ထားတဲ့ဥစ္စာကိုပြန်ပြီးတော့အသုံးချတာပေါ့နော်အသုံးချတဲ့အခါကျတော့အများကြီးထောက်ကူပြုပါတယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တချို့ဥစ္စာတွေမှာတွေကကျတော့ဒီ Admin နဲ့ပတ်သက်တဲ့ဥစ္စာတွေကကိုရီးယားလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အတွေ့အကြုံပဲရှိတာပေါ့နော်တခါကျရင်တချို့ဥစ္စာတွေမှာဒီ file နဲ့လုပ်တဲ့ကိစ္စရပ်တွေနောက်ပြီး HR နဲ့ပတ်သက်တဲ့ဝန်ထမ်းကိုထိန်းတဲ့ဥစ္စာမျိုးတွေဒီ HRIS လုပ်တဲ့ဥစ္စာတွေမှာဆိုရင်အများကြီးထောက်ကူပြုပါတယ်ရှင်အရင်တော့က campus ပဲတက်တာဒီ video နဲ့ပတ်သက်ပြီး online နဲ့ zone တို့ဘာလို့တက်တဲ့ဥစ္စာတွေကိုတစ်ခါမှမတက်ဘူးပေါ့နော်ဒီ NSMX မှာအစားအဆုံးအရင်ဆုံးတက်တာပါဘာဖြစ်လို့လဲဆိုတော့ဒီ zone တို့ online တို့ကနေတင်နေဆိုရင် site ကိုကကြတော့ဘာဖြစ်နေလဲဆိုရင်တကယ်တမ်းတေချာမရနိုင်ဘူးလို့ယူဆထားတာပေါ့နော်ဒါပေမဲ့ NSM မှာတက်တဲ့ခါကျတော့ CR ရဲ့ဒီတင်တဲ့ပုံစံရောနောက်ပြီးတော့ဒီ zone နဲ့ဥစ္စာကိုငါမတက်ချင်ဘူးဆိုတဲ့စိတ်ကိုလုံးဝမဖြစ်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးအတွေ့အကြုံကိုတော့ရတယ်ပြီးတော့နောက်တစ်ခုကကြတော့အချိန်ကုန်လဲတက်တာတယ်နောက်ပြီးဆရာတွေရဲ့ပြန်ပြီးတော့မှဒီပြန်ပြီးမေးတဲ့ဥစ္စာတွေကိုယ့်ရဲ့ဒီအတွေ့အကြုံတွေကိုပြန်ပြီးတော့ share လုပ်ရတဲ့အချိန်မှာအများကြီးထူးခြားပါတယ်ရှင်ဆရာတွေကလိန်လို့မရဘူးဘာလို့လဲဆိုတော့ presentation လုပ်တယ်နောက်ပြီးတော့ဒီဥစ္စာပါလဲဒီ document တွေလုပ်တဲ့အခါကျရင်သူကတကယ်ကိုမေးတာပေါ့နော်မလုပ်အဖွဲ့တွေလည်းဖွဲ့ပြီးတော့မှ presentation လုပ်ရတယ်ပြောပေးရတာတွေရှိတယ်ပြီးရင် assignment တင်ပေးရတယ်ရှိတယ်အဲ့ဒါတွေကကျတော့တကယ်ကိုလုပ်ရတာလိန်လို့မရတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ skill development ကတော့ခါကြလို့ရှိရင်ကိုယ်တိုင်သိတာလေးရှင်မသိရင် YouTube တို့နောက်ပြီးရင် Google ကနေသွားကြည့်ပြီးတော့မှလုပ်ရတာတွေပဲရှိတဲ့အခါကျတော့အဲ့ဒါတွေကတော့တကယ်အများကြီးတိုးတက်လာတာပေါ့နော်အရင်တော့ဆိုလို့ရှိရင်Google ခောက်မယ်ဆိုရင်တော့မှကိုဘာကိုကြည့်သိလို့သိချင်မှမသိဘူးအခုဒီ assignment လုပ်တဲ့ဥစ္စာတွေ presentation လုပ်တဲ့ဥစ္စာတွေကျတော့ guideline ပေးထားတဲ့ပုံမှာကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်အများကြီးတိုးတက်လာပါတယ်ဟုတ်NSM မှာတက်တယ်ဆိုလို့ရှိရင်တော့ဆရာတွေရဲ့သင်ကြားတဲ့ဥစ္စာကတော့100%ထက်တောင်မှပိုပြီးတော့အများကြီးသင်ကြားပေးတာပေါ့နော်။ဘာလို့ဆိုတော့ရှိတဲ့ဥစ္စာတွေကိုတက်တဲ့အရာတွေကိုအိတ်တော်ဖောင်းမအကုန်သင်ပေးတဲ့အပြင်ကမှတစ်ခါကြလို့ရှိရင်ဆရာတွေလုပ်ပေးတဲ့ webinar တွေနောက်ပြီးလို့ရှိရင်ဒီအပြင်မှာလုပ်ပေးတဲ့ပွဲတွေမှာဆိုရင်အများကြီး skill တွေလည်းရတယ်ပြီးတော့နောက်က network sharing လည်းရတယ်နောက် relationship လည်းရတာဖြစ်တဲ့အတွက်ကြောင့်တော့ NSMS ကတော့ဘသူပဲတက်အရင်တော့ကလည်း sharing လုပ်ခဲ့ပူပါတယ်လာတက်လို့လည်းကိုယ်တိုင်လည်းအမြဲတမ်းဆက်ပြီးတော့မှတက်သွားချင်တဲ့တန်တန်းကြောင်းလည်းဖြစ်နေတာမဟုတ်လို့လာတက်တဲ့သူတွေကတော့ဆရာတွေရဲ့ဒီသင်ကြားပေးတဲ့အပိုင်းရောနောက်ပြီးတော့ဒီနေရာရောပေါ့နော်အားလုံးကတော့ပြောစရာမလိုပါဘူးလို့ပြောချင်ပါတယ်ရှင်